ကျွန်တော်ဒီနေ့ DJ မွေးသုံးလုံးရဲ့ fight ကိုတခြင်းလေးတွေဖွင့်ပြမယ်ကျွန်တော်နဲ့အတူတူခံစားကြည့်အောင်ပထမဆုံးကျွန်တော်ပြပြမယ့်ရှင်မွေးကတော့ Doshan Gabbana ရဲ့ The One EDP ပဲဖြစ်တယ် DJ မွေးကတော့ကျွန်တော်တို့ Luxury ဆန်တဲ့ fight ကိုပေးတယ် Romance ဖြစ်တဲ့ fight ကိုပေးတယ်ပေါ့နော် Okay ကျွန်တော်အရှိပြောမနေတော့ဘူးဒီတခြင်းရဲ့ Luxury ဆန်တဲ့ fight ကိုကျွန်တော်အရှင်ပြောပြကျွန်တော်တို့လူဘဝမှာပေါ့လေကျွန်တော်တို့မခံစားရဘူးသေးတဲ့စီးစိမ်ချမ်းသာတွေကိုကျွန်တော်တို့စပြီးတော့ခံစားနေရတဲ့အချိန်မှာရလာတဲ့ fight မျိုးပေါ့နော်ဒီရင်မွေးရနေပြီးတော့အဲ့လို fight မျိုးရတယ်ဒီရင်မွေးရတဲ့ fight နဲ့တူတဲ့တခြင်းတစ်ပုဒ်ကိုကျွန်တော်မြန်မာတခြင်းလေးရွေးထားတယ်ဒီတခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာသားဒီ arrangement တွေကိုကျွန်တော် reaction လုပ်မှာမဟုတ်ဘူးသူရိုက်ပေးထားတဲ့ music video တစ်ခုတည်းကိုခန်းစားနိုင်အောင်ဒါကျွန်တော်ပြောပြပေးတာဖြစ်တယ် Okay ကျွန်တော်နဲ့အတူတူကြည့်လိုက်အောင် ဒီတခြင်းကတော့ကျွန်တော်တို့ J-Fire ရဲ့ Fast and Furious ပဲဖြစ်တယ်ဒီ music video ထဲမှာလည်း J-Fire ကအဓိကသူ Luxury 5 ကိုပဲပေးထားတာပေါ့နော် I can never wait for a bitch I'm in a hurry Who the fuck is it for me to waste my time Who the fuck is it for me to treat My house turn like a club like a Mickey You know that I'm hilarious man if you are it funny You got nothing gonna know but so that you get shit I can never take the time so motherfucker serious Man it's hilarious It ain't even funny it's hilarious If you keep on talking I get furious Send your ass to work off fast and furious ကျွန်တော်တို့လူတိုင်းဟာကိုမစီးဘူးသေးတဲ့ကားတွေကိုစီးတဲ့အချိန်မှာပဲဖြစ်ဖြစ်ကိုမွေးဘူးသေးတဲ့ website တွေကိုဝေးရတဲ့အချိန်မှာဖြစ်ဖြစ်ကိုမသုံးဘူးသေးတဲ့ဖုန်းတွေကိုသုံးပြရတဲ့အချိန်မှာဖြစ်ဖြစ်ပေါ့နော်ဒီလိုအချိန်တွေမှာရတတ်တဲ့ file မျိုးပေါ့နော်ဒီရှိမွေးမှာရတယ် Okay ကျွန်တော်ဆက်ကြည့်လိုက်အောင် Change my ways no I cannot change my ways no I can No I cannot wait for ဒီရှင်မွေးရဲ့နောက်ထပ် 5 တစ်ခုကတော့ကျွန်တော်တို့ romance ဖြစ်တဲ့ 5 ပေါ့နော်ကျွန်တော်တို့ပျော်ရွှင်တဲ့အချိန်တွေမှာရရှိတဲ့ 5 မျိုးနောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ချစ်တဲ့သူအပေါ်ကိုအမှတ်တရဖြစ်စေခြင်းနဲ့အချိန်တွေဖန်တီးပေးခြင်းနဲ့ 5 မျိုးပေါ့နော်အဲ့တော့သူနဲ့ကျွန်တော်5 2ရဲ့တခြင်းလေးတစ်ပုဒ်ကိုကျွန်တော်ဖွင့်ပြမယ် What would I do without your smart mouth? Drawing me in and you kicking me out. Got my head spinning, no kidding. I can't pin you down. What's going on in that beautiful mind? I'm your magical mystery ride. And I'm so dizzy, don't know what hit me, but I'll be alright. My head's underwater, but I'm breathing fine. You're crazy and I'm out of my mind. 'Cause all of me loves all of you. Love your curves and all your edges, all your perfect imperfections. Give your all to me, but give my all to you. ဒီတခြင်းကတော့ကျွန်တော် Legend Out of Me တခြင်းပဲဖြစ်တယ်ပေါ့နော်တကယ်ပဲဒီတခြင်းရဲ့ vibe ကိုခံစားတဲ့အချိန်မှာကျွန်တော်တို့ပြောစရာတွေခံစားနေတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် relax ဖြစ်နေတယ် AACC ဖြစ်နေရဆိုတဲ့အချိန်တွေမှာဒီတခြင်းအရာကိုနားထောင်ကောင်းတဲ့တခြင်းတစ်ပုဒ်ဖြစ်တယ်ကျွန်တော်လည်းတကယ်ပဲကြိုက်တယ်